ဦးမြင့်မောင်ကိုတပ်ဖို့အတွက်စစ်တပ်ကတင်းနဲ့ပစ်ခဲ့ပေမဲ့ကြီးစံကကားရဲ့ဓာတ်ဆီတိုင်ကီကိုထိသွားခဲ့တယ်။ဒါကြောင့်တိုင်ကီတဲကဓာတ်ဆီတွေကလမ်းတစ်ယောက်စီးကျနေခဲ့တယ်။ဒါပေမဲ့ဦးမြင့်မောင်ကတော့ခုထိပါမှမသိသေးဘူး။သူကအလောတကြီးနဲ့ကားကပစ္စည်းလေးကိုဆွဲထုတ်မိသွားတယ်။ဒီတော့ဦးမြင့်မောင်ကသူ့ကိုယ်သူဒေါသတကြီးနဲ့လမ်းပေါ်ပစ်ချလိုက်ရောအမှတ်မထင်ပဲအဲ့ဒီပစ္စည်းလေးကဓာတ်ဆီပေါ်ကျသွားတော့မီးတွေလောင်သွားခဲ့ပြီးတော့နောက်ကတင်းနဲ့သမားကလူတံပုံးကင်ဖြစ်သွားတယ်။သူမရီရွဲခဲ့ပါဘူး။ဒီနောက်ဦးမြင့်မောင်ဓာတ်ဆီဆိုင်ကိုရောက်လာပြန်တော့လေလူသက်သမားတစ်ယောက်ကသူ့နောက်ကတိတ်တိတ်လေးလိုက်လာခဲ့ပြန်တယ်။ဦးမြင့်မောင်ကတော့အေးဆေးပဲသူ့ကိုယ်သူလမ်းဆန်းအောင်လုပ်နေခဲ့တယ်။လူသက်သမားကမစ်ဆေးကိုထုတ်ယူလိုက်ပြီးတော့ဦးမြင့်မောင်ကိုတတိလက်အောင်လုပ်ဖို့တိတ်တိတ်လေးကလာခဲ့တယ်။အမှတ်မထင်လေပိုက်ကသူ့ကိုထိုးမိသွားတော့မစ်ဆေးကသူ့ပစက်ထဲဝင်သွားပြီးသူ့ဟာသူတတိလက်သွားပြန်တယ်။ဦးမြင့်မောင်ကတော့အေးဆေးပဲဒီနေရာကထွက်လာခဲ့လိုက်တယ်။အချိန်တော်ကြာတော့လူသက်သမားတတိပြန်ရလာတယ်။ဒါပေမဲ့သူ့လက်ထဲကဓာတ်ကအမှတ်မထင်တာယာကိုခွဲပစ်လိုက်တော့လေပေါ်လွင့်ထွက်သွားပြန်တယ်။ဒီတော့ရဲတပ်သားတွေအံ့ဩကုန်တယ်။ဦးမြင့်မောင်ကိုလူလားတစေလားမကွဲတော့ဘူး။ကြီးစံနဲ့မသေးသလိုမစ်ဆေးနဲ့လည်းဖမ်းလို့မရဘူးဖြစ်နေတာ။ဒါပေမဲ့ဗိုလ်ချုပ်ကဦးမြင့်မောင်လိန်လဲထားတယ်ဆိုပြီးအထောက်ထားကအခိုင်အမာရှိနေတော့သူ့ကိုမတော်တဆမှုတစ်ခုပုံစံနဲ့တက်ပြရမယ်လို့ပြောလိုက်တယ်။ဒီနောက်လူသက်သမားတစ်ယောက်ရောက်လာပြီးတော့ဦးမြင့်မောင်ကားမှာချိန်ကိုက်ပုံးတစ်လုံးတက်ဆင်ပေးလိုက်တယ်။တစ်ချိန်တည်းမှာပဲရင်ကောင်တစ်ကောင်ရောက်လာပြီးဦးမြင့်မောင်ကိုအနောက်ရှက်ပေးနေခဲ့ပြန်ရောဒီရင်ကောင်ကြောင့်ဦးမြင့်မောင်အတော်ဆိတ်ရှုပ်နေပြီးဒါကြောင့်ရင်ကောင်ကိုအပြက်သမားတော့ဖို့ဆုံးဖြတ်လိုက်တယ်။သူကားကိုရက်လိုက်တော့ဘုံကပောက်ကွဲဖို့10 စက္ကန့်ပဲကျန်တယ်။ရင်ကောင်ကကားမှာအตาရပဲထိုင်နေတာမြင်တော့ဦးမြင့်မောင်ကဖက်နဲ့စာကျွေးပစ်လိုက်တယ်။သူရိုက်လိုက်တာနဲ့တပြိုင်တည်းခြေလောင်နဲ့ပောက်ကွဲတံတစ်ခုထွက်ပေါ်လာတော့အဝေးမှာရက်နေတဲ့စစ်သားတစ်ယောက်ကဦးမြင့်မောင်မကလို့အောင်မြင်မှုပဲဖြစ်ဖြစ်ဒီပောက်ကွဲမှုမှာအသက်မရှင်နိုင်ဘူးလို့ပြောလိုက်တယ်။ဒါပေမဲ့ဦးမြင့်မောင်ကအေးဆေးပဲကားကသူ့ကြောင့်ပောက်ကွဲသွားတယ်လို့ပဲထင်နေတာ။ဒါကြောင့်သူလည်းတက္ကစီတစ်စီးနဲ့အိမ်ကိုပြန်လာခဲ့ပြီးတော့အိမ်နီးချင်းကိုမင်းကားကိုဖျက်ဆီးလိုက်မိပြီလို့ပြောပြလိုက်တယ်။ဒါပေမဲ့စစ်တပ်ကသူ့ကိုမမှန်မကန်ဆွဆွဲပြီးဖမ်းဆီးတာခံလိုက်ရပြန်တယ်။သူ့ကိုထိုင်ကုန်မှာကျိုးနဲ့ချီထားပြီးတော့ကဲခုတော့မင်းရဲ့ကစားပွဲပြီးသွားပြီလို့ပြောတော့ဦးမြင့်မောင်ဒေါသရမ်းထွက်သွားပြီးတော့နေတူးနိုင်လို့ရုန်းကန်ပစ်လိုက်တာကျူးတွေအကုန်ပြက်ကုန်တယ်။သူကအလျင်မြန်ပြတ်တင်းပေါက်ကခုန်ချပြီးထွက်ပြေးတော့အလန်တိုင်းနားမှာရက်နေတဲ့စစ်သားကအပေါ်မြင့်တက်လာပြီးပြတ်တင်းပေါက်ကကြည့်နေတဲ့စစ်သားတွေကိုပါကန်ချပစ်လိုက်တယ်။ဒါပေမဲ့နောက်ထပ်စစ်သားတစ်ယောက်ကသူ့ကိုတင်းနဲ့ချိန်ထားတော့ဦးမြင့်မောင်ကြောက်လန့်သွားပြီးတော့လက်မြောက်ထားလိုက်တယ်။ဒါပေမဲ့အပေါ်ကစစ်သားကသူ့ပေါ်ပြုတ်ချပြီးတော့တတိလက်သွားခဲ့ပြန်တယ်။ဦးမြင့်မောင်အယမ်းပျော်ရွှင်သွားပြီးတော့ခြံစည်းရိုးကိုကြောတက်ပြီးဒီနေရာကနေထွက်လာခဲ့တယ်။ကားထဲမှာသူ့မိသားစုကအစင်တင်းဆောင်နေတော့သူ့လောတကြီးဝင်ထိုင်လိုက်ပြီးကားတော့ကိုအမြန်လဲလိုက်တယ်။ဒီတော့သူ့မိမကရှင်ထိုင်နေတာခီးတီထိုင်ကုန်ကြီးလို့ပြောတော့နှစ်ယောက်စလုံးထိုင်ကုန်ကိုအမြန်ပြောင်းပြီးကားကိုအမြန်မောင်းထွက်လာခဲ့ကြတယ်။သူတို့ညဘက်အိမ်ပြန်ရောက်တဲ့အခါမှာတော့တေချင်းတရားကသူတို့ကိုစောင့်နေမှမသိကြဘူး။ဦးမြင့်မောင်နဲ့သူ့မိသားစုကတိတ်တိတ်လေးဝင်လာခဲ့ကြပေမဲ့စစ်တပ်ကလူနှစ်ယောက်ကသူတို့ကိုစောင့်ကြည့်နေခဲ့တယ်။စစ်သားတအုပ်ကမြားနဲ့ပစ်လိုက်တော့မြားကတိုင်တစ်ခုမှစိုက်ဝင်သွားရောဒါကိုသူ့သားလေးမြင်တော့ကောင်လေးကမြားကိုဆွဲထုတ်ဖို့ကြိုးစားတဲ့အခါတိုင်တစ်ခုလုံးကျိုးသွားပြီးတော့စစ်သားတွေအပေါ်ကိုပြုတ်ချပြီးမြေကြီးရဲ့ရိုက်သွင်းခံလိုက်ရပြန်တယ်။